ခု chapter 2 grade 12ရဲ့ mathematical induction ဒုတိယနောက်ထပ် example တစ်ပုဒ်တွက်ပြပါမယ်ဒီမှာဗာပြောလဲပု္ပ္ပစာက mathematical induction ကိုအသုံးပြုပါပေါ့နော်3 power n minus 1 is a multiples of 2ဆိုတာ3 power n minus 1က2ရဲ့ဇာရိုကိန်းတွေပေါ့နော်ဇာရိုကိန်းတွေဖြစ်တယ်ဆိုတာမျိုး for all natural numbers n အတွက်ဆိုအဲ့လိုပြောတယ်ပေါ့နော်အဲ့တော့30နဲ့တွက်မှာပေါ့နော်နံပါတ်1ဒီn is equal to 1အတွက်မှန်သလား n is equal to k မှာမှန်တယ်လို့ယူဆပြီးတော့ n is equal to k plus 1အတွက်မှန်တယ်ဆိုရင်နံပါတ်3အလုပ်လဲby the principles of mathematical induction ဆိုပြီးတော့ကောက်ချက်ချပေးမှာပေါ့နော်အဲ့တော့ပထမဦးဆုံးကတော့ let p of n be p of n denote that 3 power n minus 1 is a multi multiples of 2 for all natural number real natural numbers numbers n အတွက်ပေါ့နော်အဲ့လိုမျိုးယူဆလိုက်မယ်ယူဆလိုက်ပြီးတော့နံပါတ်1က for n is equal to 1အဲ့တော့အရင်တွက်ခဲ့သလို LHS တွေ RHS တွေထူတော့ပြောစရာမရှိဘူးပေါ့နော်အဲ့တော့3 power n minus 1ညီမြဲခြင်း3 power 1 minus 1ပေါ့နော်အဲ့တော့2ရတယ်အဲ့တော့2ဒါကဘာလဲ which is multi multiples of 2ပဲလေနှစ်တလေနှစ်ပေါ့နော်အဲ့ဒါမျိုးအဲ့တော့နံပါတ်2ကတော့ assume လုပ်မယ် assume the statement statement p of n is true for n is equal to k အဲ့တော့3 power n minus 1ဆိုတော့3 power k minus 1 is a multi multiples of 2ပေါ့နော်အဲ့တော့ဒုတိယတစ်စင်ကဘာလုပ်မလဲ for n is equal to k plus 1အတွက်လုပ်မယ်အဲ့တော့3 power k plus 1 minus 1ပေါ့နော်ဒီလိုဖြစ်မယ်အဲ့တော့3 power k 3 power 1 minus 1လို့ဖြစ်မယ်အဲ့တော့သူဒီဘာလဲ3 power 3 into 3 power k minus 1အဲ့တော့3 into ပေါ့နော်3 into 3 power k minus 1ဆိုတော့သူ့ကိုနှစ်ခုခွဲလိုက်အဲ့ဒါရယ်ပြီးရင်3 power k ဒီနှစ်ခုပြန်ပေါင်းရင်2 3 power k ရယ်3 power k ရယ်ပေါင်းရင်3 power k ရတယ်ဟုတ်လားအဲ့ဒါမျိုးအဲ့တော့က3 power k minus 1ဆိုတာကိုတက်တော့စုခွဲမြင်လိုက်အဲ့ဒါဆိုရင်ဒီ3 power n minus 1နဲ့သွားပြီးပုံစံတူတယ်เนาะအဲ့တော့3 power k minus 1က is a multiples of 2အဲ့တော့2 into 3 power k ရလဲဘာဖြစ်လဲ is also is a multiples of 2အဲ့တော့ကြတော့ဒီနှစ်ခုပေါင်းထားတဲ့2 3 power k ပေါင်း 3k minus 1 is also a multiples of 2ဟုတ်လားအဲ့ဒါကြောင့် the statement ပေါ့နော် the statement p of n is true for n is equal to k plus 1အဲ့တော့တို့လိုချင်တဲ့1အတွက်လည်းမှန်တယ်k မှာမှန်တယ်လို့ယူဆရင် nk plus 1မှာလည်းမှန်တယ်ဆိုတော့နံပါတ်3ကကောက်ချက်ချရမှာတော့ by mathematical induction အရာ3 power n minus 1 is a multiples of
2 for all natural numbers number လို့နောက်ဆုံးကောက်ချက်ချလိုက်ရုံပဲအဲ့တော့အရေးကြီးတာကဟုတ်လား P of n ကိုဟုတ်လားဒီ statement mathematical statement အတွက်ထားလိုက်တယ် n is equal to 1မှာတွက်ကြည့်တယ် it is okay multiples of 2အဲ့တော့ P of n က n is equal to k မှာမှန်တယ်ဆိုရင် n is equal to k plus 1မှာမှန်လားလို့လိုက်ကြည့်တယ်ဟုတ်လားဒီနားလေးမှာတော့နည်းနည်းဟုတ်လားဒီလိုလေးခွဲရေးတာမျိုးပေါ့နော်အဲ့လိုမျိုးခွဲရေးတာမျိုးရေးတတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့လည်းသူဟုတ်လား multiples of 2ဖြစ်ကြောင်းပြောပြီးပြီဆိုရင်တော့လည်း by mathematical induction ဒီတော့မှအတိုးနဲ့ရေးပြီးတဲ့တကယ်ဖြစ်ရင်အရှည်ရေးပါမယ်နော်ဟုတ်လား3 power n minus 1 is also multiples of 2ဆိုတဲ့အကြောင်းပေါ့နော် for all natural numbers n အတွက်ဖြစ်ကြောင်းအဲ့လိုပြောလို့ရပါတယ်ဒါပါပဲ